နှလုံးသက်ကတဲ့ဟောပြီးနာလုံးနရေဒီယာချေကောင်းပါဖတ်ဖို့ပြရတဲ့ယာဖြစ်နေမယ် Hallelujah ကုပိနာကုပိပါတော့ဘာတော့ဘာလို့